အခန်းကိုလင်းများအရာမြောက်ခြင်းကျိုးကျင့်သည်ဝါးတောင်းကိုဆွဲထုတ်လိုက်ပြီးအတွင်းရှိပစ္စည်းများကိုမြေပေါ်တွင်ဖြန့်ခင်းလိုက်သည်အတွင်း၌မျက်နှာပေါင်းတင်စီ3ဘူးနှခမ်းဒီတစ်ဆက်မျက်တောင်ကော်စီအိုင်းလိုက်နာလက်လင်းခရင်2ဘူးနှင့်120မီလီလီတာပါဝင်သောမျက်နှာသစ်စီ2ဘူးတို့ပါရှိသည်ဒါတွေကဘာတွေလဲရမောကမီးသည်ဒါတွေကအမျိုးသမီးသုံးအသားရည်ထိမ့်သိမ့်တဲ့ပစ္စည်းတွေလေတမိုးများကြီးရှိတာကျိုးချင်းကပြန်ဖြေလိုက်ပြီးနှခမ်းဒီများပါဝင်သောဘူးကိုဖွင့်လိုက်သည်အတွင်း၌ပြန်ချောင်းလေး5ခုပါရှိပြီးအယောင်များကယခုခေတ်ကာလနှစ်လိုက်ဖက်ညီခါအလွန်အမင်းတောက်ပြောင်လွန်ခြင်းမရှိပေသူကနှခမ်းဒီတစ်ချောင်းကိုလှည့်ထုတ်ခါရှမ်းမော့ကိုပြလိုက်သည်ဒါကိုနှခမ်းဒီလို့ခေါ်တယ်မင်းသိမှမဟုတ်ဘူးမင်းတို့စီကနှခမ်းလိမ့်အစီလိုမျိုးပေါ့ဒါပေမဲ့ကိုအမခံရတဲ့ဒီမှာသုံးနေတဲ့နှခမ်းလိမ့်အစီတွေကဒါကိုဘလို့မှမမိဘူးရှမ်းမော့ကတိလို့စိတ်ဖြစ်ကြည့်နေစင်ပါပဲကျိုးချင်းကတောက်ပသောအနီရောင်နှခမ်းဒီကိုသူ့ရှေ့တွင်ကိုယ်တိုင်စိုးပြလိုက်သည်ဘလို့လဲကြည့်လို့ကောင်းတယ်မှလားရှမ်းမော့ရဲ့အမူအရာကပြောရခက်လာသည်တိတ်တော့မဟုတ်ဘူးတွေးတောက်ထားတဲ့အတိုင်းပဲဟာဟာသူကမတက်ရက်လိုက်ပြီးပြောသည်ကျိုးချင်းခမားကယောက်ျားတစ်ယောက်ဖြစ်ပြီးဘာလို့မိန်းမတွေနဲ့ကောဟာတွေစိုးတဲ့အရာကိုစိုးနေတာလဲကြည့်ရတာအရန်ထူးဆန်းတယ်ကျိုးချင်းကနှခမ်းဒီကိုတိချပြန်ပေး၍ဘေး၌ချထားပြီးနောက်ရှမ်းမောကိုစားနောက်ပြီးလှမ်းဖက်လိုက်သည်ဘသူကတွေးတောက်ထားတဲ့ပုံပေါက်နေလို့လဲသူကရှမ်းမောရီပါပြင်ကိုအတန်ထွက်အောင်နမ်းလိုက်ရာနှခမ်းဒီရာများထင်ကြရသဖြင့်ရှမ်းမောကရေမောလျက်အဆောင်တိန်နေတော့သည်သူတို့နှစ်ဦးလုံးသည်ငယ်ရွယ်နှုတ်ပြသောအရွယ်များဖြစ်ကြရာစားနောက်ရာမှတဆင့်ခန်းစားချက်တို့ကတဖြည်းဖြည်းမြင့်တက်လာခဲ့သည်ချွချင်း၏ခန္ဓာကိုယ်တုံ့ပြန်မှုကိုအဝိစားများကြားမှပင်ရှမ်းမောကသတိပြုမိသွားရာသူ့မျက်နှာလေးကနီမြန်းသွားပြီးမြေပြင်ပေါ်တွင်တောင်းတောင်းချင်းလဲလျောင်းနေမိလေသည်ကျိုးချင်းကအနှင်းငယ်ရှက်သားတစ်ဖြစ်ထားရန်ပြင်လိုက်တော့လဲသူ့အိမ်ကြီးကိုဆွဲထားသောလက်ချောင်းလေးများကိုခန်းစားလိုက်ရ၏ရှမ်းမော၏မျက်နှာကရှက်လွန်း၍သွေးထွက်မတက်နီမြန်းနေပြီးမျက်နှာကိုလွှဲထားကကျိုးချင်း၏မျက်လုံးများကိုမကြည့်ဝန်းရှာပြီးကျွန်တော်တို့အခုထိလင်မယားအရာမမြောက်သေးဘူးနော်ကျွန်တော်ကအကောင်းအတယောက်ဖြစ်နေလို့လားအဲ့ဒါကြောင့်ပဲခမ ्या ကကျွန်တော်ကိုမထိချင်တာလားရှမ်းမောကဆိုသည်သူ့အတန်ကတနာစရာကောင်းလာပြီးနာကြီးမှုတို့ဖြင့်ပြင်းထန်နေသည်ထို့မူရာသည်ကျိုးချင်းဤတနာစိတ်ကိုနှိုးဆွပေးမိအစားသူဤပြင်းပြသောရမတ်စောကိုသာပို၍လောင်မြိုက်စေခဲ့သည်၎င်းကတောက်လောင်နေသောမိတဲ့သို့စီတပုံလောင်းထည့်လိုက်တဲ့ကဲ့သို့ဖြစ်သွားပြီးသူစိတ်ထဲတွင်တားရဲဆန်သောအလိုဆန္ဒများမှလွဲ၍ဘာမှမရှိတော့ပြီသူကရှမ်းမော့ကိုဖိချလိုက်သည်သူကတခုခုမာရွနေသည်ဟုခံစားရတော့လဲဆန္ဒစော်များဖုံးလွှမ်းနေသဖြင့်တေချာမစင်စားနိုင်တော့ချီတူကဲသို့သောအချိန်မျိုးတွင်မိသည့်ယောက်ျားမှဆင်ခြင်တုံတရားထားနိုင်မည်မဟုတ်ချီထိုညတွင်စောင်ပုံထဲ၌လိုင်းလုံးများကဲ့သို့ထားကြသောစိတ်စောများအောက်တွင်ကျိုးကျင်သည်လေဇနီးတဲ့ရှိသောယောက်ျားတစ်ယောက်ဖြစ်လာခဲ့သည်၎င်းကကျိုးကျင်၏ပထမဆုံးအတွေ့အကြုံဖြစ်ပြီးရှမ်းမော့ကရက်တန့်ပြီးရန်တောင်းပန်သည့်တိုင်အောင်မနာတမ်းနှွှဲခဲ့လေသည်အမြဲတမ်းစောစောထားလေးရှိသောရှမ်းမော့သည်ပင်နေတော်မြင့်မှနိုးလာခဲ့သည်ကျိုးချင်းကအရင်နိုးနေခြင်းဖြစ်သည်သူကသူ့ရင်ခွင်ထဲ၌အိပ်ပျော်နေသောဇနီးလေး၏ချောမောသောမျက်နှာလေးကိုငေးကြည့်ကအလွန်အမင်းမျက်နှိုးစိမ်များဖြစ်ပေါ်နေမိသည်သူကမထိန်နိုင်ပဲဇနီးလေးကိုအကျိန်အနှဲငယ်ငုံနှမ်းလိုက်မိသည်ကျိုးချင်းကသူ့ရင်ခွင်ထဲမှဇနီးငယ်လေးကိုတန်မိုးထားနေမိသည်ယခုအခါသူသည်လည်းမိန်းမရှိသောယောက်ျားတစ်ယောက်ဖြစ်လာခဲ့ပြီးမိမိ၏ဇနီးတွေကပင်မိမိကိုစတင်ချစ်ခဲ့ခဲ့ခြင်းဖြစ်သည်၎င်းကအလွန်လှပသောခံစားချက်တစ်ခုပင်ဖြစ်သည်ရှမ်းမော၏မျက်နှာပေါ်တွင်ယမန်နီးညကကျိုးချင်းချန်ထားခဲ့သောနှခမ်းနီယာအချို့ရှိနေသေးသည်ကျိုးချင်းကထိုရာများကိုတုပ်ပေရန်လှန်လှမ်းလိုက်စင်မှာပင်ယမန်နီးညကလေးကခန်းစားနေရသောထူးဆန်းသည့်အချက်ကိုသတိပြုမိသွားသည်ရှင်းနောက်မညီညွတ်မှုအများကြီးရှိနေသည်ဘာလို့ငါဇနီးလေးကဗမေကောမှမမေးတာလဲအထူးသဖြင့်ဒီထူးဆန်းတဲ့ပစ္စည်းတွေအကြောင်းဘာလို့ရှမ်းမောကဒါရီအားလုံးကိုပုံမှန်အတိုင်းပဲလက်ခံနေရတာလဲရှမ်းမောကကျိုးချင်းအကြည့်ကြောင်နိုးလာခဲ့သည်သူမျက်လုံးဖွင့်လိုက်သည်နှင့်ကျိုးချင်းဤဆူဆိုင်သောအကြည့်နှင့်ဆုံသွားသည်ထိုအကြည့်ကရှမ်းမောကိုဗီဇာအရာအန္တရာယ်ရှိသည်ဟုခံစားရစေသဖြင့်သူ့ရင်ထဲ၌ထိတ်ခနဲဖြစ်သွားသည်ရခင်ကြားကရရှိခဲ့သောနှွေးထွေးမှုတို့ကပျောက်ကွယ်သွားရလိမ့်မည်မင်းဘယ်တော့မှသိခဲ့တာလဲကျိုးချင်းကခန်းစားချက်ကဲမဲ့သောလေတံဖြင့်ရုတ်တရက်မေးလိုက်သည်ယခုကသူတို့နှစ်ဦးကြားကနူးညံ့မှုတို့ကဝေးကွာလာသောအိမ်မက်တစ်ခုကဲ့သို့ဖြစ်သွားသည်အမှန်တရားကရောက်ရှိလာခဲ့ပြီဖြစ်ရာကဘာကြီးကမောင်းမိုက်သွားသလိုပင်ဖြစ်နေလေ၏ရမောကသူ့နှကန်းကိုကိုက်ထားပြီးအကြည့်လွယ်ကတိတ်ဆိတ်နေသည်ကျိုးချင်းကထပ်မံဖိအားပေးသည်ငါ့ကိုငတုံးတစ်ယောက်လိုဆက်ဆံရတာပြောစရာကောင်းတယ်လို့မင်းထင်နေတာလားရမောကဘာမှပြန်မပြောဘဲနှကန်းကိုပိုး၍တင်းတင်းကိုက်ထားရာသွေးစာအချို့ပင်ထွက်လာတော့သည်သွေးကိုမြင်လိုက်သောအခါကျိုးချင်းကအရာအလုံးကိုမိသွားသည်သူကဒေါသတကြီးဖြင့်ရမော၏မေးစီကိုကိုင်းလိုက်သည်ငါ့ကိုကစားရတာအဆင်ပြေတယ်လို့မင်းထင်နေတာလားအခုငါအားလုံးကိုတီးသွားပြီဆိုတော့ငါမင်းကိုလက်မလွတ်နိုင်အောင်လို့ကိုပြန်နှိပ်စက်ပြနေတာလားခမ ्या တကယ်ပဲဂယုစိုက်လို့လားတကယ်လို့ခမ ्या အားလုံးကိုသိနေခဲ့ရင်တော့ကျွန်တော်ကိုလိုချင်နေအောင်မလားရှမ်းမောကအရှက်ရှက်အတန်ဖြင့်နောက်ဆုံးတွင်စကားပြောလာသည်ငါကဂယုမဆိုင်ဘူးဟုတ်လားတကယ်လို့ငါသာဂယုမဆိုင်ရင်မင်းကိုပြစ်ထားခဲ့တာကြားလှပြီအခုလဲခမ ्या ကျွန်တော်ကိုအလွယ်တကူပြစ်ထားခဲ့လို့ရတာပဲဘာပဲဖြစ်ဖြစ်ခမ ्या ကတကယ်ကြိုးချင်မှမဟုတ်တာသွားပါထပ်သွားလိုက်ပါသူတို့တွေကျွန်တော်ကိုရေကန်နဲ့ပြစ်ချပါစေတော့မိမိတို့၏တာဝန်ဝတ္တရားများမှတွေးဖယ်သောအမျိုးသမီးများနှင့်ကောဝါများသည်ရေတွင်းထဲသို့ပြစ်ချခံရခြင်းကဲ့သို့သောပြင်းထန်သည့်ပြစ်ဒဏ်များကိုရင်ဆိုင်ရလေရှိသည်ကျိုးချင်းကအော်ဟဲလိုက်သည်
မင်းငါနှလုံးသားကိုဓာတ်နဲ့ထိုးဖို့ကြိုးစားနေရလားရှမ်းမော့ငါမင်းကိုဘလောက်အထိဂရုစိုက်တယ်ဆိုတာမင်းနားမလည်ဘူးလားငါသာထပ်သွားခြင်းရင်သတိရလာတဲ့အချိန်ကလေးကထပ်သွားမှာပေါ့မင်းငါကိုအိယာပေါ်ခေါ်လာတဲ့အထိစောင့်နေမှာမဟုတ်ဘူးရှမ်းမော့ကပြန်လဲတိတ်ဆိတ်သွားပြန်သည်ကျိုးချင်းကဘာလို့ရမှမသိဖြစ်သွားရသည်သူကရှမ်းမော့၏မေးစီကိုကင်ကစစ်ဆေးကြည့်လိုက်သည်သူ့နှကန်းတောင်လေးတရားရသွားရုံသာရှိသည်ကိုအတီးပြုပြီးမှသာသူ့စိတ်အနှဲငယ်ရောသွားတော့သည်ရှမ်းမော့မင်းငါကိုဘယ်လိုချုပ်ရမလဲဆိုတာကောင်းကောင်းသိရပဲမင်းငါကိုအိယာပေါ်ခေါ်လာတယ်အခုမင်းကဘယ်လောက်ထိကောင်းလဲဆိုတာငါသိသွားပြီဆိုတော့ငါဘယ်လိုလုပ်ထွက်သွားနိုင်မှာလဲမင်းကိုမြင်နိုင်ငါဘယ်မှမရွေ့နိုင်တော့ဘူးငါစိတ်ထဲမှာမင်းတယောက်ပဲရှိတော့တာကဲပါငါအရှုံးပေးပါတယ်ကျိုးချင်းကဆိုသည်ဒါပေမဲ့မင်းရဲ့လက်ထဲကိုငါဘယ်လိုရောက်သွားတယ်လဲဆိုတာတော့ရှင်းပြရမယ်ခေတ်သစ်ကဘာကလာတဲ့ငါလူလူကရှေးခေတ်ကမင်းလူလူရဲ့အနာယူတာကိုဘယ်လိုများခံလိုက်ရတာလဲရှမ်းမောကသူ့မျက်လုံးများကိုမှိတ်လိုက်ပြီးသူ့ဘော်သူရိုက်ခတ်လာသောစိတ်ပြအားငယ်မှုလှိုင်းလုံးများကိုထိန်းချုပ်ရန်ကြိုးစားနေသည်ကြောက်တခမားကိုတောင်ပေါ်ကတဲလာတဲ့နေ့ခမားကိုမြင်လိုက်ရတဲ့အချိန်ကလေးကခမားကကြိုးချင်းမဟုတ်မှန်ကျွန်တော်သိခဲ့တယ်ကျွန်တော်ကြိုးချင်းနဲ့လက်ထပ်ခဲ့တာ6လပဲရှိသေးပေမဲ့သူ့ကိုတော့လုံးဝမမားနိုင်ပါဘူးကြိုးချင်းမှာဓာတ်တန်ရအမားရုပ်အရှိကြီးရှိတယ်အဲ့ဒါကလက်ထပ်ပြီးမကြခင်မှာအတိုက်ခိုက်ခံရလို့ရခဲ့တာဒါပေမဲ့ခမားမှာအဲ့ဒီအမားရုပ်မရှိဘူးအမားရုပ်ဆိုတာဒီတိုင်းပြောက်ွယ်သွားတာမျိုးမဟုတ်ဘူးလေဒါကြောင့်ခမားကသူမဟုတ်မှန်ကျွန်တော်သိလိုက်တာဒါဆိုဘာလို့ဘာမှမပြောခဲ့တာလဲဘာလို့ငါ့ကိုပြန်တင်လာခဲ့တာလဲမင်းတို့မိသားစုကအရန်စင်းရတာတောင်ဘာလို့ငါ့ကိုကျွေးမွေးပြီးစောင့်ရှောက်ခဲ့တာလဲအဲ့ဒီတုန်းကအဖွားကြီးဝန်ကငါတို့အိမ်ကနောက်ဆုံးကျန်တဲ့တော်ဟင်းရွက်တွေကိုယူသွားတာငါမှတ်မိတယ်ငါမှဟင်းရတဝက်ကျန်တာကိုမင်းကမစားပဲငါအတွက်ချန်သားပေးခဲ့ပြီးမင်းဘိုက်ကိုတော့ရေးတွေနဲ့ပဲဖြည့်ခဲ့တယ်လေဘာလို့အဲ့ဒီလိုလုပ်ခဲ့တာလဲဘာလို့လဲဟုတ်လားဘာလို့လဲဆိုတော့ကျွန်တော်ကအဲ့ဒါကိုရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်လို့ပါယခုတော့အမှန်တရားပေါ်ပေါက်သွားပြီဖြစ်ရာရှမ်းမောကစိတ်ပြတ်သွားမိသည်ထိုတန်ရောစင်သာမရှိခဲ့လျင်သူကအမျိုးသမီးတူထက်ကောအတူကိုရေးချင်မည်မဟုတ်ပေထို့အပြင်သူ့အရှိမအမျိုးသားကပထမအမြင်နှင့်ပင်တမန်လူမဟုတ်ကြောင်းသိတာလာသည်ရခင်ကြိုးချင်းမေလျင်သူကအမျိုးသမီးမဟုတ်ပဲကောအဖြစ်နေုံမျှဖြင့်မင်္ဂလာဦးညတွင်သူ့ကိုထိတွေ့ရညှင်းဆန်ခဲ့မှုသည်ကျွန်တော်ဒါကိုရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပါအဲ့ဒီနေ့ကခမားဝတ်ထားတဲ့အဝတ်တွေကအဆုပ်ပြတ်နေပြီးဘာမှမသိတာပဲမဲ့ထိကြည့်လိုက်ရင်အရန်ကိုနူးညံ့တာအဲ့ဒါကကြိုးချင်းဝင်နေကြအထက်ချမ်းတွေမဟုတ်တာသိကြတယ်အဲ့ဒီလိုပစ္စည်းမျိုးကတမန်တတိအိမ်တွေတောင်မဝတ်နိုင်တဲ့အရာပဲနောက်ပြီးအဲ့ဒီနေ့ကခမားကျွန်တော်လက်ကိုကန်လိုက်တဲ့အခါခမားရဲ့လက်တွေကကောအာရီရဲ့လက်ထက်ထောင်ပိုပြီးနုနေနေတယ်ဒါကခမားကမြင့်မြတ်တဲ့မျိုးရိုးကလာသူဖြစ်မယ်ဆိုတာကိုပိုပြီးသိချစေခဲ့တာပေါ့ကျွန်တော်မှတခြားလက်မရှိတော့ဘူးတကယ်လို့အဖွားကြီးဝန်သားသူတည်သွားပြီဆိုတာသိသွားရင်ကျွန်တော်ကိုသူ့အတွက်ဝမ်းနည်းခွင့်အောင်ပေးမှာမဟုတ်ဘူးသူကကျွန်တော်ကိုတထေးအိမ်တစ်ခုမှာကိုလို့တော်ဒါမှမဟုတ်အစိကံအဖြစ်ရောင်းစားလိုက်မှသေးကြတယ်အဲ့ဒါကထောင်နှံတသက်တကြွကြတယ်လို့ပဲကျွန်တော်ရဲ့ကံကြမ္မာကကျွန်တော်လက်ထဲမှာမရှိဘူးဒါကြောင့်ခမားကိုပဲတွဲကတ်ထားဖို့ကလွဲလို့ကျွန်တော်မှရွေးချယ်စရာမရှိခဲ့ဘူးခမားကအမြင့်မြတ်တဲ့မျိုးကလာတယ်ဆိုတာကျွန်တော်သိတယ်တကယ်လို့ကျွန်တော်အဲ့ဒီနေ့ကခမားတက်ကိုကဲတင်ပြီးခမားပေါ်ကောင်းကောင်းဆက်ဆံခဲ့ရင်နောက်တစ်ချိန်ခမားကျွန်တော်ကိုအထင်သေးခဲ့ရင်တော့ခမားကျွန်တော်ပေါ်အသက်ကြွေးတော့တင်းနေအောင်မှာပဲကျိုးချင်းကလီးနက်တော်အတန်ဖြစ်မေးလိုက်သည်မင်းပြောတဲ့ကျိုးချင်းသေးသွားပြီဆိုတာဘာလို့ဒီလောက်တောင်သေးချာနေရတာလဲဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်မြင်ခဲ့လို့ပေါ့အကြီးမားဆုံးဝမ်းနည်းမှုကတိတ်ဆုံသွားသောနှလုံးသားပင်ဖြစ်သည်အချိန်တွေကဤစင်းတို့ရောက်ရှိလာခဲ့ပြီးဖြစ်ရာနောက်ပြန်လှည့်လမ်းမရှိတော့ပြီရှမ်းမော့အရာအလုံးကိုဖွင့်ချရန်ဆုံးဖြတ်လိုက်သည်အဲ့ဒီနေ့ကသူကျွန်တော်ကိုအဖွားကြီးဝန်ရဲ့ရှေ့မှာအဆက်ခွဲပြီးတဲ့နောက်တောင်နောက်ဘက်ကိုတန်းသွားခဲ့တာသူညစာစားဖို့ပြန်မလာတာနဲ့ကျွန်တော်လိုက်ရှာခဲ့တယ်လေအဲ့ဒီတုန်းကမိုးရပြီးစားဆိုတော့တောင်ဘက်လမ်းကရွှွန့်တွေဘွက်တွေနဲ့အရန်ချောနေတာပတ်ဝန်းကျင်မှာလည်းဘယ်သူမှမရှိဘူးသူ့ရဲ့ခြေရာတွေကပဲအထင်းသားပေါ်နေခဲ့တာကျွန်တော်လည်းအဲ့ဒီခြေရာတွေနောက်ကိုပဲလိုက်သွားမိတယ်တောနက်ထဲရောက်သွားတဲ့အခါခြေရာတွေကဟိုတစ်ခွက်ဒီတစ်ခွက်နဲ့ရှုပ်ထွေးနေပြီးဘေးနားမှာလည်းတောဝက်ခြေရာတွေကိုတွေးလိုက်ရတယ်အဲ့ဒီအချိန်မှာတစ်ပင်တွေကြားတဲ့ကတိုးတိုးတိတ်တိတ်အတန်တူကြီးကြားလို့တောဝက်များလားဆိုပြီးကြောက်ကြောက်လက်လက်နဲ့တစ်ပင်ပေါ်တက်ပုံးနေမိတာကျွန်တော်တစ်ပင်ပေါ်မှာအခြေချပြရနဲ့သူတောဝက်အကြီးကြီးတစ်ကောင်ရဲ့အလိုက်ခံနေရတာကိုမြင်လိုက်ရတယ်သူတိတ်မြန်မြန်မပြေးနိုင်ဘူးဒဏ်ရာအပြင်းထန်ရထားပုံရတယ်အင်ကြီးတစ်ထည်လုံးလဲသွေးတွေရွှဲလို့လက်တစ်ဖက်ကလည်းသွေးထွက်နေတဲ့ဒဏ်ရာကိုဖိထားရသေးတယ်တောဝက်ကသူ့ကိုခဏလေးနဲ့မှီသွားပြီးအဝေးကြီးကိုလွတ်ထွက်သွားအောင်ဝေးလိုက်တာသူမြေပြင်ပေါ်မှာခဏလောက်ရုန်းကန်နေသေးပေမဲ့နောက်တော့အငြိမ်ကျသွားတယ်တောဝက်ကအချိန်မသက်ပဲသူ့ကိုကျွန်တော်မျက်စိရှိကပျောက်သွားတဲ့အထိအဝေးကိုပဲဆက်ပြီးတွန်းထုတ်သွားတော့တာပဲကျွန်တော်တစ်ပင်ပေါ်မှာဘလောက်ကြာအောင်ဝင့်နေမိလည်းမသိဘူးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတော့မှတစ်ပင်ပေါ်ကဆင်းပြီးလာခဲ့တဲ့လမ်းအတိုင်းအိမ်ကိုအမြန်ဆုံးပြန်ပြေးခဲ့ရတာရှမ်းမောကဇလန်းကိုအဆုံးသတ်လိုက်ခါဆိုသည်သူဒီလောက်တန်ရအပြင်းထန်ရထားတာဆိုတော့သူဘယ်လုံးမှအသက်ရှင်နိုင်မှာမဟုတ်တော့ဘူးကျိုးချင်းကပြန်မေးသည်
ဒါဆိုမင်းငါအပေါ်ကောင်းပြနေရတွေငါနဲ့အတူအိတ်ဖို့အထိဝင်မလေးတာတွေကသူတည်သွားပြီဆိုတာမင်းသိနေလို့ပေါ့အဖွားကြီးဝန်ကမင်းကိုရောင်းစားမှကြောက်လို့ငါ့ကိုရည်ရွယ်ချက်ရှိရှိအတုံးချခဲ့တာပေါ့ဟုတ်လားဟုတ်တယ်ရှမ်မော့ကပြတ်သားစွာပြန်ဖြေသည်ဤစင်းတို့ရောက်မှတော့ညှင်းဆိုနေခြင်းထက်အမှန်အတိုင်းဝန်ခံလိုက်ခြင်းကပို၍ထိရောက်မည်ဟုသူယုံကြည်သွားပုံရသည်ကျိုးချင်းကဒေါသကြောင့်အံကျိတ်လိုက်မိသည်သူသည်ရှမ်မော့၏နာနာတို့ကတ်ခါတွတ်တွန်းလေးပြောလိုက်သည်ငါဘဝမှာငါအနာမှာလူတွေမပြတ်ခဲ့ဘူးပုံစံမျိုးစုံနဲ့မိမ့်မပြိုလှလှလေးတွေအများကြီးပဲသူတို့မှဘလို့မကောင်းတဲ့ရည်ရွယ်ချက်တွေရှိတယ်ဆိုတာငါတစ်ချက်ကြည့်ရုံနဲ့သိတယ်ငါတက်တက်လုံးသူတို့ကိုတတိထားပြီးကာကွယ်လာခဲ့တာဒါပေမဲ့အခုတော့ရှေ့ခေတ်ကမင်းလိုလူတစ်ယောက်ရဲ့လှည့်ပြားမှုကိုခံလိုက်ရပြီးငါ့ကိုကစားစရာတစ်ခုလိုအသုံးချတာခံလိုက်ရတယ်ပေါ့လေ၎င်းကတက်တက်လုံးမိုးဆိုးလုံလာပြီးမှနောက်ဆုံးယုံထောင်းတာမိမိကိုယ်တိုင်ပြန်မိသွားတဲ့ကဲ့သို့ခံစားချက်မျိုးပင်ဖြစ်သည်ကျိုးချင်းကရှမ်မော့၏နုနယ်တော်လေတိုင်းလေးကိုအာရပါရခပ်ပြင်းပြင်းကိုက်လိုက်မိသည်မင်းငါကိုလိန်ချင်းလိန်နိုင်တယ်ဒါမှမဟုတ်ငါကိုဂယုစိုက်တယ်လို့ဟန်ဆောင်နေလို့လဲရတယ်မင်းမငါ့အပေါ်ဘလို့ခံစားချက်မှမရှိလေငါဂယုမစိုက်ဘူးဒါပေမဲ့တခုတော့မှတ်ထားလိုက်မင်းငါနဲ့အတူတူအိပ်ပြီးပြီဆိုရင်မင်းကငါပိုင်တဲ့လူပဲမင်းငါကိုလိန်ညာဖို့တတ်သိရှိခဲ့ရင်လေမင်းတက်တက်လုံးငါကိုဆက်ပြီးလိန်ညာသွားဖို့သာပြင်ထားတော့မင်းငါလက်ထဲကနေဘယ်တော့မှလွတ်မှာမဟုတ်ဘူးဘာပြောလိုက်တာလဲရှမ်မော့၏မျက်လုံးကပြုတ်ကျသွားသည်ကျိုးချင်းကငါ့ကိုပြင်မထားဘူးတယ်လားအဲ့ဒီအစားငါ့ကိုသူ့အနားမှာပဲဆက်ထားချင်နေတာလားသူသည်ကောရတယောက်သာဖြစ်ပြီးကောရများကိုမြည်သူမှမနစ်သက်ကြပြီကောရများဆိုသည်ကဤကဘာပေါ်ရှိမရှိသင့်တော်သူများဟုအားလုံးကပြောကြသည်သူဖခင်ရင်းမင်းလျင်သူနှင့်သူညီလေးကိုမနစ်သက်ခဲ့ပြီးနောက်ပြီးငါကအခုလိုရုံမှပြီးရဆက်တဲ့သူလေဥပဒေအရငါခင်မွန်းဖြစ်သူလင်မယားအရာမမြောက်သေးသည့်တိုင်ခင်မွန်းဖြစ်သူတေလူမြောက်ပါဖြစ်နေတာကိုလက်ပိုက်ကြည့်နေခဲ့တဲ့ငါလူကိုကျိုးချင်းကဘာလို့လိုချင်နေရသေးတာလဲကျိုးချင်းကမူသူ့ကိုတွေးတော့နေရန်အချိန်မပေးတော့ပေသူကရှမ်မော့၏နှကန်းအစုံကိုချက်ချင်းပင်သိမ့်ပိုက်လိုက်ပြီးသူတို့နှစ်ဦးကပြင်းပြသောအနံ့များကြားတွင်နင်မျောသွားကြပြန်သည်ရှန်လင်းကအရင်နေ့တွင်ပုံမှန်ထန်နောက်ကျမှရောက်လာခဲ့သည်အကြောင်းကမူဝမ်ချုံဟွာကစောစောစီစီနိုးလာပြီးသူ့ကိုအကြောင်းမဲ့လိုက်လံပြဿနာရှာနေသောကြောင့်ဖြစ်သည်သူ့အကိုဖြစ်သူကသူ့ကိုတီးခံရန်သာအကြံပေးခဲ့သည်မဟုတ်ပါကသူ့နယ်ပယ်ပြက်ကပိုးရည်ဆိုးရောက်သွားပြီလိမ့်မည်ထို့သောဖြစ်ပါကသူအိမ်တော်မကြနိုင်လျင်ဝမ်ချုံဝါ၏မထီမဲ့မြင်အပြုတ်မှုများကိုတတ်တလုံးတီးခံသွားရပြီလိမ့်မည်နောက်ဆုံးတွင်ဝမ်ချုံဝါ၏လက်ထဲမှလွတ်မြောက်လာပြီးနောက်အကိုဖြစ်သူ၏အိမ်သို့ရောက်လာခဲ့ရာတကားကတင်းတင်းကြပ်ကြပ်ပေးထားသည်ကိုတွေးလိုက်ရသည်ခြံဝင်းတစ်ခုလုံးကလည်းမြည်သူမှနိုးသေးပုံမရဘဲတိတ်ဆိတ်နေသည်သို့တော့၎င်းကလုံးဝမဖြစ်နိုင်ခြင်းသူ့ကိုကအလွန်ဝရိယရှိသူဖြစ်ပြီးထူးခြားသောအခြေအနေမျိုးမရှိလျင်ဤချိန်ထိအိတ်နေမည်မဟုတ်ပေထိုအကြောင်းကိုတွေးမိသည်နှင့်ရှမ်းလင်းရင်ထဲ၌ထိတ်ခနဲဖြစ်သွားရသည်ကျိုးချင်းကအရှိန်လွန်ပြီးငါအကိုကိုအိယာတဲကမထားနိုင်အောင်အထိရိုက်နှက်ထားတာလားတွေးလေလေဖြစ်နိုင်ခြေပိုရှိလေလေဟုသူခံစားရသည်ရှမ်းလင်းကစိုးရိမ်တကြီးဖြစ်တကားကိုတွန်းဖွင့်ကအိမ်ထဲသို့ပြေးဝင်သွားတော့သည်အိမ်ထဲသို့ခြေတလန်းချလိုက်သည်နှင့်အကိုဖြစ်သူ၏အရှာရှာညင်းညူတန်ကိုကြားလိုက်ရသည်ဒီကျိုးချင်းကတကယ်ပဲငါအကိုကိုနာအောင်လှုပ်ထားတာပဲသူကဘာမှစဉ်းစားမနေတော့ပဲအိယာရှိရသို့ခေါင်းပြူ၍အမြန်ကြည့်လိုက်ရာမြင်လိုက်ရသည့်မြင်ကွင်းကြောင့်ရှန်လင်းကတကိုးတယောက်လိုထိတ်လန့်သွားပြီးအပြင်သို့ပြန်ပြေးထွက်ခဲ့ရသည်ရှန်လင်းကတကားဝါသို့ရောက်သည့်အထိပြေးသွားပြီးမှထိုင်ချလိုက်ခါသူ့ရင်ဘက်ကိုဖိထားမိသည်သူ့နှလုံးသားကလေပင်ထဲမှထွက်ကြလာတော့မြစ်အလားခုန်နေတော့သည်ဖះကြီးငါအကိုကကျိုးချင်းနဲ့နေကင်းကြောင်တောင်ကြီးမှာအခုလိုကိစ္စမျိုးတွေလုပ်နေကြတာလားသူတို့တွေတကယ်ပဲအရှက်မရှိကြဘူးရှန်လင်းကသူ့မျက်နှာကိုလက်ဖြင့်အုပ်ထားမိပြီးပါးဖြင့်နှစ်ဖက်ကရှက်လွန်းသဖြင့်ပူထူနေတော့သည်ဒါပေမဲ့အရင်တုန်းကကောကကျိုးချင်းကိုအထင်သေးခဲ့တာမဟုတ်ဘူးလားသူ့ကိုရှောင်မှုအတွက်နီလန်းပေါင်းစုံသုံးခဲ့တာလေရှောင်လို့မရရင်လေညဘက်အလုပ်တွေကိုအကြောင်းပြပြီးကျိုးချင်းအိပ်ပျော်သွားတဲ့အထိစောင့်ပြီးမှအိပ်ရဝင်တာနောက်ပြီးကျိုးချင်းမနှုတ်ခင်စောစောထားတာမျိုးတွေလုပ်ခဲ့တာအဲ့ဒီတုန်းကကျိုးချင်းကလည်းငါအကူကိုတိတ်ကြိုးစိုက်ပုံမရပါဘူးသူ့ကိုလက်ထက်တာကအလုပ်တွေတတ်တတ်အောင်ခိုင်မက်တယောက်ရအောင်လုပ်ခဲ့တာပဲမဟုတ်လားဒါကိုတညတဲ့နဲ့ဘလူများဒီလောက်အထိဖြစ်သွားကြတာလေနောက်ပြီးအရှက်အကြောက်ကြီးတဲ့ငါအကူကပါဒါကတကယ်ကိုအရှက်မဲ့တဲ့ကိစ္စပဲ